တော့အခါမှာကိုချစ်တဲ့လူတယောက်ရဲ့အတိမတ်ပြုခြင်းမခံရတဲ့ခံစားချက်ကိုသိလားခမရခံစားဘူးလား ရှင်းအတွက်တော့ဘာမှမသိပဲမဲ့ကျမအတွက်တော့အချစ်ဆိုတော့ရယူခြင်းပဲကျမချစ်တဲ့လူရအောင်ယူမှာပြန်ယူမှာအဲ့ဒီတော့ရှင်ရောကျမနဲ့ရည်ရွယ်ချက်ချင်းတူလား မင်းဘာဖြစ်ချင်တာလဲ နန်းမင်းဘာဖြစ်နေလဲ ရှင်မိုင်လာပြောနေရကျမရှုံမသိဘူး